အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပတားတုတ်ထိုးလုပ်ပြမှာဖြစ်ပါတယ်ရှင်ပထမဦးစွာအသားတွေကိုရေပူနဲ့သေချာတန့်စင်စွာဆေးကြောမှာဖြစ်ပါတယ်ရှင်အသားတွေကများတဲ့အတွက်ကျွန်မဒီပကံဆေးတဲ့ကံကိုပဲသေချာတန့်စင်စွာဆေးပြီးတော့ပြန်လည်သုံးခြင်းဖြစ်ပါတယ်ရှင်ရိုးရည်နဲ့ထက်ဆေးပြီးတဲ့အခါမှာတော့စားနဲ့ဗနီဂါနဲ့ထက်ဆေးကြောမှာဖြစ်ပါတယ်ရှင်စားနဲ့ဗနီဂါနဲ့သေချာစွာနေပြီးတော့3ထပ်လောက်ထပ်မံဆေးကြောမှာဖြစ်ပါတယ်ရှင်ကဲဒီတစ်ခါမှာတော့ရိုးရည်နဲ့ရောဗနီဂါနဲ့ရောအထက်အချင်းချင်းခါဆေးပြီးတဲ့အခါမှာတော့ယူနစ်ပူပူထဲမှာကျွန်မ2မိနစ်လောက်အနေငယ်ပြုတ်မှာဖြစ်ပါတယ်ရှင်ဘာလို့ပြုတ်လဲဆိုတော့ဝက်သားပဲဖြစ်ဖြစ်အမဲသားပဲဖြစ်ဖြစ်ချက်တဲ့အခါမှာသူ့ပေါ်ကထွက်လာတဲ့အဲ့ဒီအမြုပ်တွေကိုမကြိုက်တဲ့အတွက်ရေနေနဲ့2မိနစ်လောက်ပြုတ်ရခြင်းဖြစ်ပါတယ်ရှင်ကဲဒီအချိန်မှာတော့အရသာနေမှာဖြစ်ပါတယ်ရှင်အရသာအတွက်အရသာမို့စားပဲငံပြားရည် garlic powder, five spice powder တို့ကိုအသုံးပြုမှာပဲဖြစ်ပါတယ်ရှင်ဒီနီးလေးရလေးကျမနီးလန်းလေးဖြစ်တဲ့အတွက်လိုအပ်တယ်ဆိုရင်တော့ယူသုံးကြပါနော်အကုန်လုံးကိုတေချာစွာနှက်ဆအောင်နေပြီးတဲ့အခါမှာတော့15မိနစ်လောက်နှက်ထားမှာဖြစ်ပါတယ်ရှင်ဝတ်သားရဲဖို့အယောင်အတွက်တကြားကိုအသုံးပြုမှာဖြစ်ပါတယ်ရှင်တကြားလေးရဲလာပြီဆိုရင်တော့ကျမတို့ဝတ်ဦးတွေထည့်မှာဖြစ်ပါတယ်ရှင်ကျမကလေဒီနေရာမှာ3ဦးနဲ့ချက်တာဖြစ်ပါတယ်ရှင်။သားမှရှိတဲ့အရည်တွေခံသွားပြီဆိုရင်တော့စက်တုံပူနဲ့ချင်းကိုထည့်မှာဖြစ်ပါတယ်ရှင်။အမွှေးကြံအတွက်တကြပိုးခေါက်နနန်းပွင့်နနန်းစီဖာလာစီတို့ထည့်မှာဖြစ်ပါတယ်ရှင်။ကဲဒီခါမှာတော့အကုန်လုံးအရသာမှုတွေရောအမွှေးကြံတွေရောအကုန်ဆုံးသွားပြီဆိုရင်တော့45မိနစ်လောက်မီအေးလေးနဲ့အဖုံးပိတ်ပြီးအုပ်ထားမှဖြစ်ပါတယ်ရှင်။ကဲအခုဆိုရင်တော့ရန်ကုန်လွမ်းပြေဝတ်သားတုတ်ထိုးလေးရပါပြီရှင်။ဝတ်သားတုတ်ထိုးရဲ့အထက်ကအသက်ဖြစ်တဲ့အချင်းရုံလေးဒီနေရာမှာတစ်ခါတည်းဆက်ပြမှာဖြစ်ပါတယ်ရှင်။ပါဝင်တဲ့ပစ္စည်းတွေကတော့ငံပြာရည်အရသာမှုတ်ထညက်ရည်မကြီးရည်ကြက်သွန်ဖြူငရုတ်သီးမှုတ်နနံပင်ရန်ကုန်ကလိုမျိုးအချင်းကြီးဆက်မှာဖြစ်တဲ့အတွက်ကျမဒီနေရာမှာခက်ချက်ကိုအသုံးပြုထားပါတယ်ရှင်အကုန်လုံးရောထည့်ပြီးတဲ့အခါမှာတော့ရတာမို့ရေနွေးတဝက်အပေါ့ငံတွန်းငံပြားရည်ကိုလိုလိုထည့်မှာဖြစ်ပါတယ်ရှင်အချင်းကြီးလည်းအစင်သင်ဖြစ်ပြီဆိုတော့ကျမတို့အသားလေးတွေစလေးလိုက်ကြအောင်နော်ဒီမှာလေခဏခဏဝတ်သားတုတ်ထိုးလို့စားရတာမလွယ်တဲ့အတွက်စားဖို့အတွက်ဖယ်ပြီးတော့ဂျန်နာတွေကိုရေခဲတက်တာထဲမှာထုတ်သိမ်းထားမှာဖြစ်ပါတယ်ရှင်။ကျမဒီနေရာမှာလေဝတ်သွေးပါရခဲ့တဲ့အကြောင်းလေးအရှိပိုင်းမှာမပြောလိုက်ရအောင်နော်။ပြောရမယ်ဆိုဒီနေ့တော့စုံလင်လင်ဖြစ်တယ်လို့ပြောရမှာပေါ့နော်။အကုန်ကြီးပါဝတ်ဦးကြိုလည်းရခဲ့တယ်ဆိုတဲ့အတွက်စုံတလောက်တော့ရှိပါတယ်ဒီနေ့တော့ကျမကတော့လေအိမ်စားဖြစ်တဲ့အတွက်ရောင်းမှလည်းမှုတဲ့အတွက်အတုံးကြီးကြီးတွေကိုတနိုင်ဆုံးတုံထားပါတယ်ရှင်။ကဲတေချာစွာလိဖြတ်ပြီးပြီဆိုရင်တော့ကျမရေခဲတက်ထားတဲ့ထဲသိမ်းမှုအတွက်လည်း ready ဖြစ်ပါပြီရှင်အထုပ်ကလေးနဲ့လေးလုပ်ရပါတယ်ရှင်ဒီပကံထဲမှာထည့်ထားတဲ့ဟာတွေကတော့ကျမတို့အခုစားဖို့အတွက်ဖြစ်ပါတယ်ရှင်အသွေးကိုတော့တသက်ထပ်ထားတယ်အသွေးကိုတော့လေထဲသိမ်းမဲ့ထဲမှာမထည့်တော့ဘူးကျန်တာတွေတော့အကုန်ပါတယ်ပေါ့နော်โอเคဒီနေ့ဝတ်သားတူထိုးလုပ်ပြတဲ့ဗီဒီယိုလေးကတော့ဒီမှာပဲဆုံးသက်ပါမယ်ရှင်ကြည့်ရှုပေးတဲ့မိဘပြည်သူရောက်ချင်းစရာကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like and subscribe ဖို့မမေ့ပါနဲ့နော်